လူတယောက်ကဖုန်းပြောက်တာကိုကူညီပြီးပြန်ပေးလိုက်ပေမဲ့လူတက်မှုနဲ့တရားရုံးရောက်နေတယ်ရှေ့နေကသူ့ကိုအသက်သေဆုံးမေးခွန်းတစ်ခုမေးလိုက်တယ်စုံစမ်းစစ်ဆေးမှုတွေအရသူကခီးဆောင်အိတ်တစ်လုံးကိုဆွဲပြီးပြေးနေတာကိုတွေ့ခဲ့ရတယ်အဲ့ဒီအချိန်တုန်းကတက်ကြီးရွယ်အိုတယောက်ကအကူအညီတောင်းလို့သူကပဲခီးဆောင်အိတ်ကိုကူတယ်ပေးလိုက်တာပါလို့သူကရှင်းပြတယ်ပြီးတော့ရှေ့နေကမှတ်မိအောင်လို့တပ်ပုံတစ်ပုံကိုထုတ်ပြလိုက်တယ်ရုပ်အလောင်းဆုံးပစ်တဲ့နေရာနားမှာဒီခီးဆောင်အိတ်ကိုတွေ့ခဲ့ရတယ်လို့ရှေ့နေကပြောတယ်ရုပ်အလောင်းတယ်ဖို့ဒီအိတ်ကိုတုံးခဲ့တာဖြစ်ကြောင်းမှုခင်းဆေးပညာစစ်ဆေးချက်တွေကဖော်ပြနေတယ်ဒါကတူညီတဲ့ခီးဆောင်အိတ်မော်ဒယ်ဖြစ်နိုင်တယ်ဆိုတာကိုလည်းသူနားလည်ထားတယ်ဒါပေမဲ့ထူးဆန်းတာကရဲတွေဘလောက်ပဲစုံစမ်းသူအိတ်ဆွဲသွားတဲ့ပုံရိပ်ကတစ်ခုပဲရှိနေတယ်ဒီအချိန်မှာပဲရဲတွေကနောက်ထပ်အသက်သေဆုံးမေးခွန်းတစ်ခုထပ်မေးလိုက်တယ်မင်းမတက်ဘူးဆိုရင်ဘာလို့အသက်ခံရသူရဲ့ဖုန်းကိုမင်းစီမှာရောက်နေတာလဲသူတုံလောက်သွားတယ်သူချက်ချင်းပဲအတန်ကြဲကြဲနဲ့ညင်းလိုက်တယ်ရဲတွေကချက်ချင်းပဲ CCTV မှတ်တမ်းကိုဖွင့်ပြလိုက်တယ်အဲ့ဒီမှတ်တမ်းထဲမှာသူကစတိုးဆိုင်တစ်ခုမှာအမိုက်တွေကိုလွှင့်ပစ်နေတာကိုတွေ့ရတယ်အသက်ခံရသူရဲ့ဖုန်းကိုလွှင့်ပစ်လိုက်ပြီးသူဘာဖြစ်ခဲ့တာလဲဆိုတာကိုသူကအသေးအတန်ရှင်းပြနေတယ်သူဖုန်းကိုကောက်ရတာလို့ပြောပြီးဖုန်းပြန်ပေးဖို့စူးစမ်းခဲ့တဲ့အကြောင်းအရာတွေကိုအကုန်ပြန်ပြောပြတယ်ဖုန်းပိုင်ရှင်ကိုသူတခါမှမမြင်ဘူးတာကြောင့်သူဘာမှပြန်မဖြေနိုင်ဖြစ်နေတယ်သူတိတ်ဆိတ်နေတာကိုကြည့်ပြီးရှေ့နေကသူလိန်နေတာလို့ထင်သွားတယ်အဲ့ဒီအခါမှာရှေ့နေကဖုန်းရဲ့တီနေရာပြမြေပုံကိုထုတ်ပြလိုက်တယ်အံ့ဩစရာကောင်းတာကဖုန်းသွားတဲ့လမ်းကြောင်းကသူ့သွားတဲ့လမ်းကြောင်းနဲ့တစ်ထပ်တည်းကျနေတာပဲအသက်ခံရသူရဲ့ဖုန်းကိုသူတစ်ချိန်လုံးကင်သွားခဲ့တာဆိုတာတက်တည်ပြလိုက်တာပေါ့ဘလို့ချေပရမှန်မသိတော့ပဲသူကြောင့်အံ့ဖြစ်နေတယ်သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲရဲတွေကတက်တည်အစ်စ်တွေကိုတင်ပြလိုက်တယ်သူတို့ကရာဇဝတ်မှုကျူးလွန်တဲ့နေရာကိုရှာတွေ့သွားပြီးအသက်ခံရသူကိုတွေ့ရှိခဲ့တဲ့ပထမထပ်ကလူမရှိတဲ့ရေချိုးခမ်းပဲလူတက်ပြီးနောက်မှာလူတက်သမားကရုပ်လောင်းကိုရေနွေးတဲ့စိန်ထားလိုက်တယ်တည်တဲ့အချိန်ကိုခံမှန်းလို့မရအောင်လို့လှုပ်လိုက်ပြီးမှအသက်ခံရသူရဲ့ရုပ်လောင်းကိုရဲဆက်ဆက်အပိုင်းခုတ်ထစ်လိုက်တာအခင်းဖြစ်နေရမှာလက်ကောက်တကွင်းကိုလည်းတွေ့ခဲ့ရတယ်အန်နာကအဲ့ဒါကိုမြင်လိုက်တာနဲ့ချက်ချင်းမှတ်မိသွားတယ်အဲ့ဒါကသူမချစ်သူကိုသူမပေးခဲ့တဲ့လက်ဆောင်ပဲပိုပြီးဆိုတာကအသက်ခံရသူရဲ့ခန္ဓာကိုယ်ထဲမှာသူ့ရဲ့ခန္ဓာကိုယ်ရည်တွေကိုတွေ့ရှိခဲ့ရတာပဲရှေ့နေကစစ်ဆေးချက်ရလက်ကိုထုတ်ပြလိုက်တော့အဲ့ဒီအရည်တွေကသူ့ဟာဖြစ်နေပြီးဒီလိုတက်တွေနဲ့ရင်ဆိုင်လိုက်ရတဲ့အခါသူကဘာမှပြန်ပြောလို့မရတော့ပဲအကျက်ရိုက်သွားတယ်ဒီအချိန်ထိတိုင်အောင်သူအပြစ်မရှိကြောင်းညှင်းဆန်နေတော့မယ်ရဲတွေကအတန်ကြဲကြဲနဲ့អော်လိုက်ပြီးသူဘာလို့တက်တာလဲဆိုတာဝန်ခံခိုင်းတယ်သူပြီးပြည့်စုံတဲ့ထောင်ချောက်ထဲကိုကြားရောက်သွားပြီဆိုတာကိုအခုမှသူသိတော့တယ်သူ့ရေးစားဘက်ကိုအလိုလိုကြည့်လိုက်မိတယ်သူမှမျက်လုံးတွေထဲမှာအံ့ဩခြင်းနဲ့နာကျင်ခြင်းတွေပြည့်နေတယ်သူ့ရေးစားကသူ့ကိုတန်တရားဖြစ်နေတယ်ဆိုတာသူသိလိုက်တယ်သူအပြစ်မရှိကြောင်းတက်တည်ပြဖို့အသေးအတန်စူးစမ်းခြင်းနေတယ်နောက်ဆုံးမှာတော့သူတသက်တကျွန်းထောင်ဒဏ်ကြခံရပြီးထောင်ထဲပို့လိုက်တယ်